ကိုကစာမပွဲခန်းကြီးထဲရောက်သွားသလိုဖြစ်သွားတယ်ကွာဖြစ်သွားတဲ့အချိန်ကျတော့အဲ့ထဲမှာရောက်သွားတယ်ဆိုရင် structure ဆိုလဲ structure ရဲ့ standard တွေသိရမယ်မသိရနဲ့ကိုကဒီလိုရန်တန်းဆွဲပုံထွက်ရောဆိုပြီး 2D ကိုပြလိုက်လို့တော့မရအောင်ကြီးလိုက်တာနဲ့ 3D ဒီမှန်ကန်တဲ့ 3D ဖျားနေဒါတွေချင်းနေပင်မော်ရလာအနေနဲ့ interview ဖြေမယ်ဆိုရင်ဘာတွေသိထားရမလဲဆိုတော့ပထမဆုံးကဒီခိုလုံးမဲ့အပိုင်းပေါ့နော်ဘင်မော်ဒယ်လာဆိုတဲ့ခေါင်းစဉ်အောက်မှာကအများကြီးရှိတယ်ကွာ archi base လား structure လားဒါမှမဟုတ်ရင် MEP လားပေါ့နော်အဲဆိုတော့တချို့ကျတော့လည်းဒီ overall အကုန်လုံးကိုမေးရရှိလို့တချို့ကျတော့လည်းဒီဘင်မော်ဒယ်လာဆို electrical ဆိုတည်တန်းလာမယ်ထားပါတော့နော် electrical လို့တည်တန်းလာမယ်ဆိုရင်ညီမကြုံမှုကကြတော့ technical ဘိုင်းလည်းသိရမယ်ကွယ်အဲ့မျိုးပေါ့ technical ဘိုင်းကိုကြတော့ဒီရဲ့ socket တွေဆိုရင်ဘယ်လောက် point မှာထားရမှာတို့ပြီးတော့ညီမတို့ဒီအောင်ဆင် installation တကယ်အပြင်မှာပေါ့နော်ဘာလို့ဆို bin model ဆိုတာကျတော့ 3D စောက်ရတာဟို 3D စောက်ရတော့ကိုကအပြင် site မှာတကယ်စောက်တဲ့ဟာကို model လေးထဲမှာသွားစောက်တယ်ဆိုတော့အဲ့ဒီရဲ့မှာအမြင်ရှိရမယ်ကွာအဲ့လိုဆိုတော့ဒီရဲ့ standard တွေတော့သိထားရမယ်ပေါ့နော် electrical ဆိုရင် electrical တွေရဲ့ standard တွေတော့သိထားရမယ်တချို့ interview တွေကြတော့ bin နဲ့ပတ်သက်တဲ့ဟာလည်းမေးတယ်ပေါ့နော် bin နဲ့ပတ်သက်တဲ့ဟာကြတော့ဒီ bin မှာ software နဲ့ပတ်သက်တဲ့ဟာကိုဘယ်လိုမျိုးဘယ်လောက်ထိကျွမ်းဝင်လဲပေါ့နော်ဒီ software ရဲ့ interface နဲ့ပတ်သက်တဲ့ဟာတွေကိုမေးတယ်ပြီးတော့ရင် technical ဘိုင်းနဲ့သူတို့တွဲပြီးတော့မေးတယ်ပေါ့နော်အဲဆိုတော့အဲ့ဒါကြတော့ electrical ထားပါတော့နောက်တကယ်လို့ mechanical ဆိုရင်လည်း mechanical ရဲ့ system design ဘိုင်းတွေဘယ်နဲ့ဆက်ဆက်မှုတွေလည်းအကုန်သိရမယ်ပေါ့နော်အများစုကကြတော့ဟိုပုံဆွဲခိုင်းတာတော့များတယ်ပုံဆွဲခိုင်းတဲ့ interview တွေကြတော့ဒီလို technical ဘိုင်းတွေကိုတိတ်မမေးတော့တာများပေါ့နော်အဲ့လိုမျိုးပုံဆွဲခိုင်းတဲ့ဟာတွေကြတော့ဘာတွေမေးတတ်လဲဆိုတော့ဒီအဲ့ပုံကိုဥမာထားပါတော့ဒီအခန်းဖွဲ့တစ်ခုပေါ့နော်အဲ့အခန်းပုံတစ်ပုံကိုဆွဲရမယ်ဆိုရင်တို့ကအချိန်က limit သတ်မှတ်ထားတယ်မိနစ်30ထားပါတော့မိနစ်30ကိုဒီအခန်းတစ်ခန်းရဲ့ AutoCAD ပုံပေးပြီးတော့ AutoCAD ကိုဒီ 3D ပြန်ထုတ်ပေးရမယ် 3D ပြန်ထုတ်ပေးရမယ်ဆိုအဲ့ 3D ထုတ်ပေးရတဲ့အပြင်ကိုနောက်တစ်ခုကဘာလဲဆိုတော့ documentation မှာပါတယ်ကွာအဲ့လိုမျိုးဆိုတော့အဲ့ဒီဟာကိုဒီ short drawing ပေါ့နော်ဒီညီမတို့ AutoCAD နဲ့တင်လို့ပုံစံ short drawing ကိုဒီ ribbon နဲ့ပြင်တဲ့ဟာကိုသူကအဲ့ short drawing အစင်းဒီပုံစံမျိုး plan ပုံကို၄ယောက်ထုတ်ခိုင်းတယ်ကွာအဲ့ချိန်မှာကျတော့ဘာတွေလိုလာလဲဆိုတော့ standard တွေတည်ထားဖို့လိုလာပြီထားပါတော့ archi ဆိုရင် archi standard တည်ရမယ် structure ဆိုလဲ structure ရဲ့ standard တွေတည်ရမယ်မသိရနဲ့ကိုကဒီလိုရန်တန်းဆွဲပုံထွက်ရောဆိုပြီး 2D ကိုပြလိုက်လို့တော့မရဘူးသူတို့ကဒီကြီးလိုက်တာနဲ့ 3D ဒီမှန်ကန်တဲ့ 3D ဖြစ်ရမယ် information တွေပါနေရမယ်ဒီ 3D ကဘာမှအသေးပဲမရှိလို့မရဘူးကွာအဲ့လိုဆိုတော့အဲ့ဒီပုံကိုဆွဲတဲ့အချိန်မှာလဲသူတို့ကတေချာစစ်တယ်ပေါ့နော်ပုံဆွဲခိုင်းတဲ့အချိန်မှာသူတို့ကအချိန်ကိုတတ်မှတ်ပေးပြီးတော့အဲ့အချိန်တွင်းမှာတချို့ကြတော့အကုန်လုံးမပြီးလိုက်ဘူးမပြီးလိုက်ပြင်မဲ့လို့ तू တတ်မှတ်ထားတဲ့အနေထားလောက်ကို तू ဆွဲနိုင်တယ်ထားပါတော့အဲ့မှာကြီးလိုက်လို့ model ကလည်းမှန်တယ်ဒါပေမဲ့အချိန်မလောက်လို့တာမပြီးတော့ဘူးမမီလိုက်ဘူးဆိုရင်လည်းသူတို့ကနည်းနည်းစဉ်းစားရပေါ့နော်ဒါကကြတော့ပုံဆွဲတာမေးတာရယ်နောက် technical ပါနောက်တစ်ချက်ကဗာမေးတတ်လဲဆိုတော့ question တွေမေးတတ်တယ်အဲ့ question တွေကြတော့ဒီလိုလူနဲ့ဒီလိုမေးရမဟုတ်ပဲね multiple choice ပေါ့နော်စာမေးပွဲဖြစ်လို့ဖြေရရှိတယ်အဲ့ဒါကြတော့လေအဲ့လိုပဲအချိန်နဲ့ तू ကပြီးတယ်အချိန်ကိုဥမာမိနစ်30တနာရီပေါ့ဖြေရတဲ့မေးခွန်းတွေကလည်းတကယ်ဘင်နဲ့ပတ်သက်တဲ့မေးခွန်းတွေရှိသလိုကိုဖြေတဲ့ model လာဒီ archi bin model လာလား structure bin model လာလား MEP model လာလားဆိုတဲ့ပုံမှာမူတည်ပြီးတော့တက်ဆိုင်တဲ့သူ့ရဲ့ standard နဲ့တက်ဆိုင်တဲ့မေးခွန်းတွေလည်းပါတတ်တယ်ပေါ့နော်အဲ့ဒါကတော့နည်းနည်းဒိန်ကြဖို့ဖြစ်တာပေါ့ဘာလို့ဆိုတော့ဒါကြောင့်ကိုကစာမပွဲခန်းကြီးထဲရောက်သွားသလိုဖြစ်သွားတယ်ကွာဖြစ်သွားတဲ့အချိန်ကျတော့အဲ့ထဲမှာရောက်သွားတယ်ဆိုရင်ကိုကတချို့ຢာတွေဆိုကိုသိတယ်ဒါပေမဲ့ time limit ကရှိနေတဲ့အချိန်ကျတော့အချိန် pressure ရှိရဒီအချိန်ကြီးကိုကကြည့်ရဒီအဖြေတွေကငါပြီးပါမလားဟိုအပုတ်ကထားပါတော့မင်းရင်လည်း तू က25ပုတ်အပုတ်40လောက်ထိကိုမေးတတ်တယ်ကွာမေးတတ်တဲ့အချိန်ကျတော့အဲ့လိုအချိန်နေမှာဆိုကိုကပူထူလာပြီကွာပူထူလာပြီးတော့ဘာဖြေလို့ဖြေရမလဲမသိတော့တဲ့အချိန်မှာပြတော့ multiple choice ဆိုတော့ဖြစ်နိုင်ခြေရှိတဲ့အဖြေတွေအများကြီးပဲအဲ့ဒီကနေမှဒါလည်းမှန်နိုင်တယ်ဟုတ်တယ်ကိုကအဖြေတစ်ခုကိုသိထားပြီးသားဆိုရင်တော့မှ तू ကအဲ့လိုတွေအများကြီးချပြလိုက်တော့ဒါကမှန်တာလဲဆိုတော့ကိုတော်မှပြန်တွေးဝေသွားသလိုဟုတ်တယ်ပြန်တွေးဝေသွားတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီစာမပွဲဆိုတဲ့ခန်းစားချက်လိုမျိုးကြီးဟာတော်တော်ဆိုးတယ်သိရမလားဒါပေမဲ့တကယ်လို့များအဲ့လိုဖြစ်ခဲ့တယ်ဆိုရင်တော့အတက်နိုင်ဆုံးကသူတို့ကဒီအပုတ်တွေအကုန်လုံးအပုတ်စိတ်ပြီးစရာမလိုဘူးပေါ့နော်ပြီးစရာမလိုဘူးကိုဖြေတဲ့ဖြေဒီမှန်နေရမယ်အပုတ်20ပြီးပြီး30ပြီးပြီးအဲ့လိုဆိုတော့ဟိုပေါ့နော်တကယ်သွားဖြေခဲ့တဲ့ဟို
လူတွေရှိလို့ဒီလိုတွေကြုံခဲ့ရတယ်ဆိုရင် sharing လုပ်ပေးချင်တာဗာလဲဆိုတော့ငါဘလောက်ပဲပြီးပြီးပေါ့နော်ပြီးတဲ့လောက်ပဲဖြည့်မယ်ဆိုတော့စိတ်နဲ့ဖြည့်ခဲ့ပေါ့နော်အဲ့လိုဆိုရင်တကယ်လို့ကိုဖြည့်တဲ့ဟာတွေကအမားတွေကိုအပုတ်လေးစောက်လုံးဖြည့်သွားလဲဘာမှမထူဘူးပါအဲ့လိုဆိုတော့အပုတ်20လောက်ပဲပြီးပြီးအဲ့ဒါကိုမမှန်ကန်နဲ့ဖြည့်နိုင်တယ်ဆိုရင်ဒါကလည်းပြောရမယ်ဆိုရင်သူစဉ်းစားနိုင်တဲ့အချက်တွေမှာပါတယ်နှုတ်နဲ့မေးတဲ့ technique ရဲ့ဘိုင်းဆိုရင်ကြတော့အဲ့လောက်ဒီအခက်ခဲမရှိပြင်မဲ့ဒီဟိုညီမပြောသလိုပေါ့နော်အချိန် limit ကြီးပေးပြီးတော့ပုံဆွဲတာတို့ဒီ multiple choice တို့ဟာကြီးတွေကတော့ဒါတော့အခက်အခဲဆုံးအစ်စ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးအဲ့လိုဆိုတော့အကယ်လို့ပုံဆွဲခိုင်းနေပဲထားပုံဆွဲခိုင်းနေဆိုလဲကိုတကယ်ဆွဲတတ်တဲ့အရာဆိုရင်တောင်မှပဲတကယ်ဟိုတည်ရမလားဟိုအချိန် limit အတိုင်းတာအတွင်းမှာဆွဲရတော့မဲဆိုတဲ့အနေထားမှာပူထူသွားပြီဒါပေမဲ့တခုရှိရပါတချို့ကြတော့လေကိုကဒီဟာလုံးဝ professional ဆင်းရောက်ပြီးပိုင်နိုင်နေတဲ့လူတယောက်ဆိုတော့ဒါ easy ကိုရင်ပဲပေါ့နောက်တစ်ခုပေါ့နော်ကြုံဘူးတာတစ်ခုကဘာလဲဆိုတော့စင်ကာပူမှာအလုပ်ရှောက်မယ်ဆိုရင်တော့စင်ကာပူရဲ့ BCA standard တွေပေါ့နော် IBC standard တွေကိုတော့ bin modeler တယောက်အနေနဲ့ bin guide တွေရှိတယ်ညီမတို့ဒီမှာ bin guide တွေကိုအများကြီး BCA မှာပေါ့ free download ဆွဲလို့ရတယ်ပေါ့နော်တချို့တကယ် company ကြီးတွေကြတော့ဒီ standard တွေကိုတော့တေချာမေးရဟို BCA နဲ့ပြောရမယ်ဆိုရင် standard ကတော့အများကြီးရှိတယ်နိုင်ငံနဲ့အလိုက်ကွာဒါပေမဲ့စင်ကာပူမှာလုပ်ဖို့စဉ်းစားထားရဆိုတော့ဒီ BCA နဲ့ပတ်သက်တဲ့ guide book တွေပေါ့နော်ဒါတွေကိုတော့ဖတ်တင်တယ်လို့ဒါကတော့ညီမအနေနဲ့ပေါ့နော် recommend ပေးရပါဆိုတော့ तू က interview မှာလည်းဒီ BCA guide book ထဲရဟာတွေလည်းမေးတတ်တယ်ဘာလို့ဆိုတော့ညီမတို့ဆိုလည်း standard ကတချို့ကတော့သိတာပဲဒါပေမဲ့အဲ့ဒီ standard ဒီကိုကဒီပြောရမယ်ဆိုရင်ပေါ့နော်မတူဘူးကွာတိလားတချို့ residential မှာက standard ကတစ်မျိုးရှိရယ် commercial ဘိုင်းကတစ်မျိုးရှိရယ် project တွေကတစ်မျိုးအဲ့လိုဆိုတော့အဲ့လိုမျိုးတွေကစားတချို့ဟာတွေကြောင့်ထဲထဲဝင်မေးတဲ့ဟာတွေရှိရယ်ဒါပေမဲ့ဒါတော့ရှားပါတယ်ကိုကဒီမှာလောက်တဲ့တစ်ခုရှိနေတယ်ဘေမော်ဒလာတောင်းနေရက်တည်နေတယ်ဆိုတော့ဘာမှထူထူတိတ်မမေးတော့တာကိုရဲ့အတွေ့အကြုံကြီးလိုက်တာနဲ့ဒါသူတို့က interview ခေါ်ကြရအောင်80% လောက်ကိုတေချာပြီးသားအဲ့လိုမျိုးပေါ့အဲ့လိုမျိုး company လည်းရှိတတ်တယ်ဒါပေမဲ့တော်တော်များများကတော့ဒီပုံဆွဲတာကတော့ဆွဲခိုင်းတာတော့များတယ်ပေါ့နော်အဲ့လိုမျိုးတချို့ကြတော့ကွာဟိုအမျိုးသားအများကြီးရှယ်ကွာညီမတို့ main contractor မှာ main ကွန်းမှာလုပ်တဲ့လူတွေကြတော့ပုံဆွဲရတာအထက်ကိုတို့က coordination ပိုင်းလုပ်ရမယ်အဲ့လိုဆိုရင်တော့လေဒါ coordination နဲ့ပတ်သက်တဲ့ဟာတွေကိုကအကုန်လုံးနားလည်ထားမှာပေါ့နော်အဲ့ဒါကြောင့်ဘာတွေရှိလဲဆိုတော့ coordination မှာဆိုရင်ဘယ်ဟာ clash တွေဖြစ်တယ်ဆိုဘယ်ရဲ့ service က main ကြပြီးတော့ဘယ်ဟာရှောင်ပြရပါမယ်ဘယ် service ဒီအပေါ်မှာပဲရှိရပါမယ်တို့ဒါတွေကြတော့ဟိုလိုသူ coordination ပိုင်းဖြစ်သွားတယ်အဲ့လိုမျိုးတွေလည်းမေးတတ်တယ်ပေါ့နော် coordination ပိုင်းမှာတည်ထားရဆိုရင်ကြောင့်တစ်ခုကောင်းတာဟိုဘေးမော်ဒလာလုံးနေနေမှာကိုကအရန်ကြီးငွေလာလို့ beam coordinator တွေပါလောက်တော့မယ်ဆိုရင်လည်းစင်ပြေပါတယ်ဟုတ်တယ်ပုံဘေးမော်ဒလာပဲလုပ်မယ်ဆိုရင်လည်း coordination ပိုင်းနဲ့ပတ်သက်တဲ့ knowledge ကရှိထားတဲ့နေပေါ့နော်ပြီးတော့ကိုတိုင်းလည်း decision making လုပ်လို့ရတယ်ပေါ့နော်အဲ့လိုဟိုထားပါတော့ bin manager တယောက်ကကိုမေးလာခဲ့တယ်ဆိုရင်လည်းတချို့ company ကြတော့အဲ့လို bin modeler လို့ပဲလုပ်ပြောထားပေမဲ့လို့ဟိုဒါတော့ညီမကိုတိုင်းတော့မလုပ်ရပေမဲ့ဟိုကြားဘူးတဲ့နေရာမှာသူတို့ company ကပြောရမယ်ဆိုရင် modeler လို့ပဲခေါ်ထားတယ်သူတို့ကကြတော့ company ကတီးတဲ့အတိုင်းကွာဟိုပတ်စံက budget အနေထားရ modeler ပဲခေါ်တယ် coordinator မရှိဘူးလုံးဝမရှိတဲ့အချိန်မှာ modeler နဲ့ bin manager ပဲရှိရအဲ့လိုမျိုးအချိန်မှာကိုရောက်သွားခဲ့တယ်ဆိုရင်တော့ကိုက modeler work တွေမကအောင် coordination မှာလုပ်ရမယ်တချို့ကြတော့ပြောတယ်ကွာ bin modeler ကပုံဆွဲတက်ရုံပဲရပြီလေဒီ software ကိုပဲတက်ရင်ရပြီလေဆိုတော့ software ကိုကြိုးကြဲဆွဲတက်တာလဲရတယ်ဒါပေမဲ့ဖြစ်နိုင်ရင်တော့ဒီကိုလိုက်မဲ့အပိုင်းနဲ့ပတ်သက်တာကိုပို့ပြီးတော့လေ့လာထားရင်တော့ဒါပို့ပြီးကောင်းတာပေါ့နော်ဒီနေ့ပြောထားပေးရတော့ bin modeler တယောက်အနေနဲ့ interview အတွက်တည်ထားတဲ့အကြောင်းအရာတွေကိုပြပြထားပေးရပါနောက်တစ်ခေါက်မှာကြတော့ဒီ bin modeler တယောက်ရဲ့လုပ်ရမယ့်အလုပ်ခွင်မှာပေါ့နော်ဘယ်လိုမျိုးတွေလုပ်ရလဲဘယ်လို scope တွေလုပ်ရလဲဆိုတာကို sharing လုပ်တာပေးပါမယ် bye bye